မှာရှိတဲ့စက်ယုံအလုပ်ယုံအိမ်တွင်းအလုပ်စိုက်ပျိုးရေးနဲ့စောက်လုပ်ရေးစားတဲ့လုပ်ငန်းအမျိုးမျိုးမှာမြန်မာလာအိုကမ္ဘောဒီးယားစတဲ့များစွာသောရွှေ့ပြောင်းအလုပ်သမားတွေဟာအလုပ်လုပ်ကိုင်နေကြပါတယ်။လာအိုကမ္ဘောဒီးယားကအလုပ်သမားတွေနဲ့နှိုင်းယှဉ်ရင်မြန်မာပြည်ကလာတဲ့အလုပ်သမားတို့ဟာအများဆုံးအုပ်စုဖြစ်ပါတယ်။မြန်မာပြည်ကလာတဲ့ရွှေ့ပြောင်းအလုပ်သမားလူအများစုဟာလည်းလုပ်ငန်းခွင်တွေမှာခေါင်းပုံဖြတ်ခံနေရစေဖြစ်ပါတယ်။လောက်ခလာစာမရတာလောက်ခနေပါတာလွန်ကဲတဲ့အလုပ်ချိန်တွေအလုပ်ခွင်လုံခြုံရေးအဆင့်မမီတဲ့အန္တရာယ်များတဲ့ပစ္စည်းတွေအသုံးပြုရတာအတင်းအကျပ်ခိုင်းစေခံရတာလူမှုဖူလုံရေးမရှိတာမတရားအလုပ်ဖြုတ်ခံရတာအလုပ်ရှာဖွေရေးဌာနတွေရဲ့လှည့်စားခံရတာလိမ်မိုင်းဆိုင်ရာကိစ္စစော်ကားခံရတာကျန်းမာရေးဝန်ဆောင်မှုတွေရရှိဖို့ခက်ခဲတာလွတ်လပ်စွာလှုပ်ရှားပိုင်ခွင့်မရှိတာရဲ့နဲ့သတင်းအချက်လက်တွေကိုမရရှိနိုင်တာတွေစတဲ့နှီးပေါင်းစုံအခက်ခဲတွေနဲ့ခေါင်းပုံဖြတ်ခံရပါတယ်ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့လောက်ခလာစာလူမှုအတိုင်းဝိုင်းဘဝပုံမကောင်းမွန်လာဖို့လုပ်ငန်းခွင်အခြေအနေတိုးတက်လာရေးတို့ရရှိဖို့ရည်နဲ့လောက်ခလာစာတွေဟာအလုပ်သမားသမဂ္ဂဆိုတဲ့အရာကအကောင်းဆုံးအဓိကကျတဲ့အခန်းကဏ္ဍဖြစ်ပါတယ်အလုပ်သမားသမဂ္ဂဆိုတာဟာလွန်ခဲ့တဲ့နှစ်ပေါင်း200ကဥရောပမှာစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီးကမ္ဘာတဝန်းလုံးမှာစတင်ပေါ်ပေါက်ခဲ့ပါတယ်ဒီကနေ့မှာဆိုရင်ကမ္ဘာတိုက်ကြီးတိုင်းရဲ့တိုင်းပြည်တိုင်းမှာအလုပ်သမားသမဂ္ဂတွေဟာရှိနေကြပါတယ်ဟေးမာကတ်မတ်စကာဆိုတာဟာ1986ခုနှစ်မေလ4ရက်နေ့အင်္ဂါနေ့မှာအမေရိကန်နိုင်ငံချီကာဂိုမြို့ရှိဟေးမာကတ်စကွဲမှာတနေ့အလုပ်ချိန်7နာရီသတ်မှတ်ရေးအတွက်တောင်းဆိုခဲ့တဲ့ဆန္ဒပြအုံကြွမှုဖြစ်ပါတယ်คือสหภาพแรงงานก็จะเป็นองค์กรที่ลูกจ้างสมัครใจร่วมกันจัดตั้งขึ้นตามกฎหมายและก็ดำเนินการในรูปแบบของประชาธิปไตยโดยยึดถือหลักของคุณธรรมนะคือโดยยึดหลักคุณธรรมนั่นเองนะคะเพื่อเป็นตัวกลางในการสร้างความสัมพันธ์อันดีอันจะนำไปสู่ความเข้าใจและการร่วมแรงร่วมใจของนายจ้างและลูกจ้างนะคะเพื่อผลประโยชน์ร่วมกันนะคะและก็เป็นตัวแทนของลูกจ้างในการเจรจาต่อรองกับนายจ้างให้ลูกจ้างได้รับประโยชน์ในเรื่องเกี่ยวกับสภาพการจ้างนะคะซึ่งคำว่าสภาพการจ้างนั้นก็หมายถึงในเรื่องของเงื่อนไขการจ้างไม่ว่าจะเป็นเรื่องของการทำงานการกำหนดวันเวลาทำงานค่าจ้างสวัสดิการและรวมไปจนกระทั่งถึงการเลิกจ้างแล้วก็ประโยชน์อื่นๆของนายจ้างและลูกจ้างที่อาจจะเกี่ยวกับการจ้างงานและการทำงานค่ะสหภาพแรงงานนี่ถ้าถามถึงประเภทมี2ประเภทนะคะก็จะเป็นสหภาพแรงงานที่มีสมาชิกเป็นลูกจ้างของนายจ้างคนเดียวกันกับสหภาพแรงงานที่มีสมาชิกเป็นลูกจ้างทำงานในกิจการประเภทเดียวกันโดยไม่คำนึงว่ามีนายจ้างกี่คนนะคะသမဂ္ဂအဖွဲ့ဝင်တွေရှိတဲ့နိုင်ငံတော်တော်များများမှာဆိုရင်သူတို့ကတည်ထောင်တာလဲကြာပြီဖြစ်ပြီးတော့မှအသင်းဝင်ကြီးတွေကောက်ခံထားတဲ့အတွက်သူတို့စီမှာဆိုရင်ရန်မုံငွေတော်တော်များများရှိပါတယ်အဲ့တော့ရရှိလာတဲ့ဒီရန်မုံငွေတွေကိုသူတို့ရဲ့သမဂ္ဂအဖွဲ့ဝင်တွေရဲ့အကျိုးအတွက်ကိုပြန်ပြီးတော့မှအသုံးပြုပါတယ်အဲ့တော့ဘာတွေလဲဆိုရင်ဒီသမဂ္ဂအဖွဲ့ဝင်တွေကနာမကျန်းဖြစ်တဲ့အခါတွေမှာနောက်တစ်ခုကအလုတ်လက်မဲ့ဖြစ်တဲ့အခါတွေအသက်အရွယ်ကြီးလာတဲ့အခါတွေမှာနဲ့နာရေးဖြစ်တဲ့အခါမျိုးတွေမှာပြန်ပြီးတော့မှအသုံးပြုပါတယ်နောက်တစ်ခုကကျတော့ဒီသမဂ္ဂအဖွဲ့ဝင်တွေအတွက်ကိုပဲဥပဒေဆိုင်ရာအကြံပေးတာတွေလှုပ်ဆောင်ပေးတယ်နောက်တစ်ခုကလုပ်ငန်းခွင်တင်နန်းတွေကို post လှုပ်ဆောင်ပေးပါတယ်နောက်တစ်ခုကကျတော့ဒီအလုပ်ကိုင်ခွင့်လန်းနဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေကိုပို့ဆောင်ပေးတာတွေဖလှယ်ပေးတာတွေကိုလှုပ်ဆောင်ပေးပါတယ်အလုပ်သမားတွေကသူတို့ရဲ့ဘဝရပ်တည်နိုင်ဖို့အတွက်အလုပ်လုပ်နေကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းလုပ်ငန်းရှင်နဲ့အလုပ်သမားကြားမှာအင်အားမညီမမျှမှုတွေဖြစ်နေတယ်ဆိုတာတော့သိကြပါတယ်အဲ့တော့အလုပ်သမားသမဂ္ဂဖွဲ့စည်းထူထောင်နိုင်ခဲ့ပြီဆိုရင်တော့ဒီအလုပ်သမားသမဂ္ဂဝင်တွေကသူတို့ရဲ့လူမှုတိုင်းဝိုင်းအတွက်သူတို့ရဲ့မိသားစုအတွက်သူတို့ရဲ့ဘဝအတွက်ကိုပို့ပြီးတော့မှလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်အလုပ်သမားသမဂ္ဂကိုဖွဲ့စည်းထူထောင်နိုင်ခဲ့ပြီဆိုရင်ရရှိလာနိုင်တဲ့အားသာချက်တွေကတော့အားသာချက်တွေမှာဆိုရင်ပထမဆုံးအနေနဲ့ပြောချင်တာကတော့အပေးယူအချော့တင်လုံနိုင်တဲ့ကိစ္စတွေပေါ့
အဲ့ဒီမှာဆိုရင်တချို့အရေးကြီးတဲ့ကိစ္စတွေမှာဆိုရင်တမကအဖွဲ့ဝင်တွေရဲ့ကိုစားလုပ်ငန်းရှင်တွေနဲ့ညှိနှိုင်းဆောင်ရွက်ပေးနိုင်မယ်အဲ့ဒါတွေကဘာလဲဆိုရင်အချိန်ပိုကြီးတွေနော်မီးဖွားခွင့်တွေပေါ့လာစာခံစားခွင့်တွေနောက်တစ်ခုကကျတော့ကျွန်တော်တို့ဘာတွေရှိမလဲဆိုရင်နှစ်စဉ်ခွင့်ရက်တွေစတာတွေကိုကျွန်တော်တို့လူသမားခွင့်ရေးကာကွယ်ပေးနိုင်တဲ့ကောင်းမွန်တဲ့ဥပဒေတွေကိုအစိုးရတွေထံမှတင်ပြတောင်းဆိုနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုအားသာချက်ကတော့ချိတ်ဆက်မှုပုံမှုအားကောင်းလာခြင်းပဲဖြစ်ပါတယ်တမကအဖွဲ့ဝင်တွေဟာလုပ်ငန်းတွေလုပ်တွေကြားမှာရှိတဲ့အတားအဆီးတွေကိုကူညီဖယ်ရှားပေးနိုင်တဲ့အတွက်ချိတ်ဆက်တွေပုံမှုအားကောင်းလာပြီးတော့မှအလုပ်သမားရှိခြင်းကိုပုံမှုစည်းရုံးညီညွတ်လာစေပါတယ်နောက်တစ်ခုလုတ်သမားသမဂ္ဂကနေပြီးတော့မှလူမှုတိုင်းဝိုင်းရဲ့အကျိုးကိုဖော်ဆောင်ပေးနိုင်တဲ့အတွက်အလုပ်ရှင်ကိုကြောက်ရွံ့တာတွေအထီးကျန်ခံစားရတာတွေလည်းမဖြစ်စေနိုင်တော့ပါဘူးအဖွဲ့ဝင်တွေရာဆိုရင်ပုံမကောင်းမွန်တဲ့လောက်ခလာစာနဲ့ကောင်းမွန်တဲ့လုပ်ငန်းဝင်အခြေအနေတွေကိုအဖွဲ့ဝင်မဟုတ်တဲ့သူတွေထက်ပုံမရရှိခံစားရပါတယ်สภาพแรงงานนะครับจะมีบทบาทในการเป็นตัวแทนนะครับเพื่อที่จะยื่นข้อเรียกร้องหรือว่าเป็นตัวแทนในการเจรจากับนายจ้างซึ่งในกรณีที่สมาชิกนะครับมีข้อพิพาทเกี่ยวกับนายจ้างนะครับสภาพแรงงานเองก็จะดำเนินการยื่นหนังสือหรือว่าข้อเรียกร้องให้นายจ้างเพื่อที่จะให้นายจ้างกับสภาพแรงงานมีการเจรจากันภายใน3วันนะครับซึ่งภายหลังจากที่มีการเจรจากันแล้วหากตกลงกันไม่ได้ก็จะทำให้กรณีดังกล่าวเป็นมีข้อพิพาทซึ่งตกลงกันไม่ได้เกิดขึ้นดังนั้นในส่วนของสหภาพแรงงานเองเนี่ยก็ต้องมีบทบาทหน้าที่ในการที่จะยื่นหนังสือดังกล่าวให้กับพนักงานประนอมข้อพิพาทเพื่อให้พนักงานประนอมข้อพิพาทมีการเจรจาไกล่เกลี่ยกันภายใน5วันนะครับหลังจากนั้นเมื่อมีการเจรจากันตกลงกันแล้วเกิดการเจรจาตกลงกันไม่ได้นะครับก็จะนำไปสู่กระบวนการของกรณีที่นายจ้างปิดโรงงานหรือว่าลูกจ้างนัดหยุดงานกันစုပေါင်းပြီးအပေးယူအစောင့်တေးပြုလို့တဲ့ဆိုတာကတော့အလုသမားသမဂ္ဂဟာပုတ်ပွေလေးလေးလှုပ်ရှားခွင့်ရှိပြီးတော့မှအလုရှင်တွေရဲ့အတိအမှပြုမှုရတဲ့အခါအလုသမားသမဂ္ဂဟာအလုသမားတွေကိုကိုစားပြုပြီးလောက်ခလစားအလုချိန်တွေနဲ့လုပ်ငန်းခွင်ချင်းတွေကိုအလုရှင်နဲ့ဆက်ဆက်ပြီးညှိနှိုင်းနေပါတယ်အလုသမားများရဲ့စုပေါင်းအရေးယူဆောင်ရွက်မှုဆိုတာကတော့အလုသမားတွေရဲ့တန်ကြမ်းချက်တွေကိုအလုရှင်ဒါမှမဟုတ်အစိုးရတွေကအရေးယူဆောင်ရွက်လာအောင်အလုသမားသမဂ္ဂအနေနဲ့အလုရှင်ဒါမှမဟုတ်အစိုးရတွေကိုဖိအားပေးဖို့အတွက်စုပေါင်းအရေးယူဆောင်ရွက်မှုပုံစံမျိုးမျိုးရှိပါတယ်။ဥပမာတပိတက်ပွဲပါအလုသမားတွေအားလုံးအလုမလို့ပဲနေချင်းဟာစုပေါင်းအရေးယူဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်။ကဲ၍သမဂ္ဂအနေနဲ့အလုသမားတွေရဲ့တောင်းဆိုချက်တွေကိုလုပ်ငန်းရှင်တွေနဲ့ဆက်ဆက်ပြီးညှိနှိုင်းမှုတွေပြုလုပ်ပြီးမအောင်မြင်တဲ့အခါမှာတပိတက်ပွဲကိုခေါ်ကြပါတယ်။တခါတည်းကာလအကသနဲ့ခေါ်တဲ့တပိတွေကိုကြိုတင်ပြီးတော့မှလည်းပြုလုပ်လို့ရှိပါတယ်။သမဂ္ဂတွေဟာတနိုင်ငံလုံးဆယ်ရာတပိမျိုးခေါ်ပြီးတတိုင်းပြည်လုံးလုပ်ငန်းတွေတရက်တာရက်တစီချင်းမျိုးကိုလည်းဆောင်ရွက်ကြပါတယ်။ဒါမှမဟုတ်အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကိုလက်လျော်တဲ့အထိတပိတက်ပွဲတွေကိုဆက်လက်ဆွေးနွေးကြပါတယ်။တပိတက်ပွဲဆင်နွှဲနေခြင်းမှာသမဂ္ဂအနေနဲ့တခြားသောအလုပ်သမားတွေလုပ်ငန်းခွင်တွေဝေရောက်ခြင်းမျိုးမရှိဘူးတပိတားမြစ်ကြီးကိုလည်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။နိုင်ငံရေးအရာလွတ်ဆန်းဆောင်ရွက်ခြင်းဆိုတာကတော့အလုပ်သမားသမဂ္ဂတွေဟာသမဂ္ဂရဲ့အဖွဲ့ဝေးဒါမှမဟုတ်အလုပ်သမားတို့တရက်လို့ရဲ့အကျိုးကိုဥတီစေတဲ့ဥပဒေတွေရေးဆွဲပြဋ္ဌာန်းစေဖို့အတွက်ဆောင်ရွက်နေပါတယ်။ယူရခြင်းကတော့အလုပ်သမားသမဂ္ဂတွေအနေနဲ့စီယိုလွတ်စော်မှုရှိကစီယိုနာချမှုနဲ့ရွေးကောက်ခံကိုယ်စားလှယ်လောင်းများနိုင်ငံရေးပါတီများကိုငွေကြေးထောက်ပံ့ခြင်းမျိုးကိုလည်းပြုလုပ်နေပါတယ်กฎหมายที่สนับสนุนการจัดตั้งสหภาพก็คือพระราชบัญญัติแรงงานสัมพันธ์พ.ศ. 2518ตรงนี้นะคะผู้ที่มีสิทธิ์ที่จะจัดตั้งสหภาพแรงงานก็คือต้องเป็นลูกจ้างของนายจ้างคนเดียวกันนะคะหรือเป็นลูกจ้างซึ่งทำงานในกิจการประเภทเดียวกันนะคะโดยไม่คำนึงว่าจะมีนายจ้างกี่คนนะคะแต่ผู้นั้นจะต้องบรรลุนิติภาวะและมีสัญชาติไทยนะคะสำหรับผู้ที่มีสิทธิ์ก่อตั้งลูกจ้างนะคะก่อตั้งสหภาพแรงงานအခုချင်းမိုင်မှာဆိုရင်အလုသမားစီးလုံးညီညွတ်ရေး WSA ဆိုတဲ့အဖွဲ့ရှိပါတယ်။အဲ့ဒီအဖွဲ့ကတော့2009ခုနှစ်ဇူလိုင်လမှာအလုသမား22ယောက်နဲ့
စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ရွှေပြောင်းလုပ်သမားတွေလာရောက်ပူးပေါင်းပါဝင်တဲ့လေးလာဆွေးနွေးဖလှယ်ကြတဲ့ Met Foundation ကနေပြီးတော့ဦးစီးကျင်းပပြီးတဲ့အလုပ်သမားဆွေးနွေးဖလှယ်ပွဲကနေစပြီးတော့ USC ရဲ့စိတ်ကူးကစတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်ဒီနေ့အတွင်းမှာပဲအဖွဲ့ဝင်ပေါင်း100ကျော်ရှိလာခဲ့ပါတယ်အဖွဲ့ဝင်တွေအတွက်ပူလုံရေးဖြည့်ဆည်းဖို့နဲ့ USC လှုပ်ရှားမှုတွေကိုလှုပ်ဆောင်ဖို့အဖွဲ့ဝင်တိုင်းဟာဝင်ချင်းငွေနဲ့ငွေစီကိုထည့်ဝင်ကြရပါတယ်WSC ကရွှေပြောင်းလူမှုအတိုင်းဝိုင်းနဲ့ဆောက်လုပ်ရေး site တွေကိုတွားပြီးတော့ဖွဲ့စည်းတွေအကြောင်းပြောပြတယ်အလုပ်သမားနှီးနှောဖလှယ်ပွဲတွေကိုကျင်းပပြီးတယ်အလုပ်သမားတွေနဲ့ရင်းနှီးလာပြီးတော့အတွေ့အကြုံတွေကိုအပြန်အလှန်လေ့လာသင်ယူကြကြပါတယ်ပိုပြီးအရေးကြီးဆုံးဖြစ်တာကတော့ WSC ကစီးလုံးညီညွတ်ရေးအတွက် Met Foundation နဲ့အတူစုစည်းပြီးလှုပ်ဆောင်တဲ့အတွက်လောက်ခလာစာတွေဆိုင်းငံ့ခံရတဲ့အလုပ်သမားတွေအတွက်ထောက်ပံ့နိုင်တယ်လို့အလုပ်သမားတရားရုံးတွေကိုလည်းခေါ်ဆောင်သွားလာနိုင်ပါတယ်ဒီလိုလုပ်တဲ့အတွက်ကြောင့်မို့လို့ခေါင်းမုံဖြတ်မှုတွေပေါ်မှာတိုက်ခိုက်လာနိုင်ပြီးတော့သူတို့ရဲ့အခွင့်အရေးတွေအတွက်လည်းရပ်တည်လာနိုင်ကြပါတယ်2009ခုနှစ် WSC စတင်ပေါ်ပေါက်လာခြင်းကစပြီးတော့ထိတွေ့နေကြရွှေပြောင်းလုပ်သမားဥယေပိုတိုးလာပြီးတော့ရွယ်စားနေနဲ့လည်းကြီးလာပြီးအင်အားလည်းပိုရှိလာပါတယ်ဒီကနေ့ဆိုရင် WSC ဖွဲ့ဝင်ပေါင်းဟာ300ကျော်တောင်ရှိလာပြီးအင်အားလည်းပိုကောင်းလာပြီးဆက်လက်ပြီးတော့လည်းနေ့စဉ်နေ့တိုင်းတိုးပွားနေပါတယ် WSC က Met Foundation နဲ့အတူတခြားလုပ်သမားဖွဲ့စည်းတွေနဲ့လက်တွဲလုပ်ကိုင်ရင်းနဲ့လူတိုင်းရဲ့အခွင့်အရေးတွေအတွက်တိုက်ခိုက်တဲ့နေရာမှာခေါင်းပုံဖြတ်မှုတွေကိုကျော်လွှားနိုင်မှုအတွက်ရွှေပြောင်းလုပ်သမားလှုပ်ရှားမှုကြီးကိုတိဆောက်ဖို့လည်းကူညီပေးနေပါတယ်။အဲ့လုပ်သမားသမဂ္ဂတွေကိုကျွန်တော်မြန်မာရွှေပြောင်းလုပ်သမားတွေအနေနဲ့မြန်မာရွှေပြောင်းလုပ်သမားတွေအနေနဲ့ဝင်ရောက်ဖို့ဆိုတာဖြစ်နိုင်တယ်။ဒါပေမဲ့အခက်အခဲတွေလည်းအများကြီးရှိတယ်။တခြားနိုင်ငံမှာရှိတဲ့လုပ်သမားသမဂ္ဂတွေကိုထိုင်းလုပ်သမားရွှေပြောင်းလုပ်သမားတွေဝင်ရောက်ဖို့အခြေအနေနဲ့ရှင်ကြည့်မယ်ဆိုကျွန်တော်မြန်မာဒေသရွှေပြောင်းလုပ်သမားတွေအတွက်အကြောင်းကိုပါချလုံးပါမြန်မာရွှေပြောင်းလုပ်သမားတွေကထိုင်းသမဂ္ဂတွေဝင်လို့ရပါမယ်အမှုဆောင်ကော်မတီတွေမှာပါဝင်တောက်ပံ့မှုမရှိဆိုတော့ထိုင်းလုပ်သမားတွေမှာတဲဝင်ကမ်းလှမ်းလာရရှိတယ်မြန်မာရွှေပြောင်းလုပ်သမားတွေလည်းအဟန့်တာဖြစ်စေနိုင်တဲ့အချက်တွေအများကြီးရှိတယ်တရားဝင်မှုမဝင်မှုပေါ်မှာမူတည်ပြီးတော့သူတို့တိတ်နေရတာတွေရှိတယ်နောက်ပြီးတော့ထိုင်းလုပ်သမားသမဂ္ဂတွေကိုမြန်မာရွှေပြောင်းလုပ်သမားတွေလည်းတွားဖို့လာဖို့ကြတော့လုပ်ငန်းရှင်တွေကစားတိုင်းနဲ့တင်ထားရရှိတယ်။နောက်ပြီးတော့နောက်တစ်ချက်ကထိုင်းစကားမတတ်တာတွေကြောင့်ဖြည့်ပြောင်းလုပ်သမားတွေကဒီတမကထဲမှာတီရောက်မလုပ်နိုင်ဘူး။နောက်ပြီးတော့ဒီအခမ်းအနားတွေစီဝေးတွေကိုလည်းအားလက်ချိန်မရှိတဲ့အတွက်ကြောင့်မလို့သွားလာလို့အဆင်မပြေဘူးပေါ့နော်။နောက်တစ်ချက်ထိုင်းမီဒီယာတွေပေါ့နော်ထိုင်းမီဒီယာမြန်မာပြည်ရွှေပြောင်းလုပ်သမားတွေနဲ့ပတ်သက်လာရင်မကောင်းတဲ့သတင်းတွေဟုတ်လားမကောင်းတဲ့သတင်းထုတ်လွှင့်ပြမယ်နောက်မကောင်းတဲ့သတင်းတွေကိုပြသမယ်အဲ့ဒါကိုကြည့်ပြီးတော့ထိုင်းအလုပ်သမားတွေကမြန်မာအလုပ်သမားတွေပုံမှာညမုံကျိုးလာတယ်ညမုံကျိုးတယ်ဆိုတာထပ်ဖို့ယုံကြည်မရှိတော့ဘူးဆိုတာပိုဆိုးလာတာပေါ့နော်အဲ့ဒါတွေကြောင့်အခက်အခဲတွေဖြစ်တယ်နောက်ပြီးတော့နောက်တစ်ချက်ကမြန်မာရွှေပြောင်းလုပ်သမားတွေထိုင်းလုပ်သမားသမဂ္ဂတွေပါဝင်မှုအဟန့်တာဖြစ်စေတဲ့အချက်တွေအဲ့ဒါတွေအဓိကကျတာပေါ့နော်လောက်သမားသမဂ္ဂတွေကအရေးကြီးတယ်ဆိုတော့ကျမတို့သိပါတယ်သမဂ္ဂတွေမှာလည်းကျမတို့ပါဝင်ခြင်းပါတယ်ကျမတို့ရဲ့အတွက်ပုံမကောင်းမှုနဲ့လုပ်ငန်းခွင်တွေလည်းကျမတို့လိုချင်ပါတယ်အရင်ဆုံးထိုင်းလောက်သမားတွေနဲ့ရွှေပြောင်းလောက်သမားတွေကြားမှာနားလည်မှုတိဆောက်ဖို့လိုအပ်နေပါသေးတယ်ဥပမာထိုင်းလောက်သမားတွေနဲ့အတူတူပူးတွဲပြီးတော့အားကစားပွဲတွေယဉ်ကျေးမှုပွဲတွေစတဲ့လှုပ်ရှားမှုတွေဆောင်ရွက်ဖို့စုစည်းဖို့လိုပါသေးတယ်အလုပ်သမားတွေကကိုယ့်ရဲ့အသင်းဖွဲ့တွေရှိခြင်းအပြင်ပုံမူအင်အားရှိလာနိုင်ပြီးတော့ရွှေပြောင်းလုပ်သမားတွေအနေနဲ့လည်းအတူတကွပူးပေါင်းဖို့လိုအပ်ပါတယ်ကျမတို့ဟာကိုယ့်ရဲ့အသင်းဖွဲ့တွေကိုပြည့်တည်ရင်လှုပ်ဆောင်ပြီးမှအလုပ်သမားသမဂ္ဂနဲ့ပူးပေါင်းပါဝင်သင့်ပါတယ်လာမယ့်အနာဂတ်ကာလမှာရွှေပြောင်းလုပ်သမားတွေစုစည်းနိုင်မဲ့အခွင့်အရေးတွေရရှိလာမယ်လို့မျှော်လင့်ပါတယ်ဒါကြောင့်မို့လို့ကျမတို့အနေနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ရွှေပြောင်းလုပ်သမားတွေကောင်းမွန်တဲ့ဘဝပန်းနိုင်ရရှိဖို့အတွက်ရွှေပြောင်းတင်းတွေမှာပူးပေါင်းပါဝင်ကြပါလို့ကျမတိုက်တွန်းချင်ပါတယ်ကမ္ဘာမှာရှိတဲ့အလုပ်သမားတွေထိုင်းနိုင်ငံမှာရှိတဲ့အလုပ်သမားသမဂ္ဂတွေဆိုတာကလွယ်လေးနဲ့ဖြစ်လာတဲ့အလုပ်သမားသမဂ္ဂတွေမဟုတ်ပါဘူးအလုပ်သမားသမဂ္ဂတွေဖြစ်ခဲ့တယ်ဆိုတာလည်းတော်တော်လေးတွေပြဿနာတွေနဲ့အခက်အခဲတွေကြုံရတာဖြစ်ပါတယ်အလုပ်သမားသမဂ္ဂကိုထောင်ခဲ့ဖို့ဆိုတာကလည်းအလုပ်သမားတယောက်အနေနဲ့လုပ်ခဲ့လို့ရတာမဖြစ်နိုင်ပါဘူးအလုပ်သမားသမဂ္ဂကိုထောင်ခဲ့ဖို့ဆိုတာကအလုပ်သမားတွေအားလုံးစီစဉ်ညှို့နဲ့ဖြစ်ခဲ့ဖို့အတွက်လိုအပ်တာဖြစ်ပါတယ်ဆိုတော့တော်တော် DVCD ထောက်တာလဲအလုပ်သမားသမဂ္ဂတွေရဲ့ပြဿနာတွေအခက်အခဲတွေကိုသိရအောင်ဆိုပြီးထုတ်ရတာဖြစ်ပါတယ်
ဆိုတော့နောက်ပိတ်ဆုံးအနေနဲ့ကျွန်တော်ပြောပါချင်တာကအလုပ်သမားတယောက်အနေနဲ့နောက်မဟုတ်ရင်လည်းကျွန်တော်တစ်တစ်ချောင်းအနေနဲ့ကိုလူတယောက်ကတစ်ကိုချိုးလို့ရပါတယ်တကယ်လို့ကျွန်တော်တစ်များများစုမယ်ဆိုရင်ဘယ်သူမှကျွန်တော်တို့ဒီတစ်ရဲ့အစည်းကိုချိုးလို့မရပါဘူးဖြစ်ပါတယ်အဲ့တော့တော့လည်းဒီပရိသတ်တွေအားလုံးဒီ VCD ကြည့်တဲ့အတွက်ကိုကျေးဇူးတင်ပါတယ်